เจ้าเมียมาเลยမောင်ရင်မတရားမှုကိုတိုင်ကျလို့ပါဗျတရားသူကြီးတော်စီခွက်ခင်ဗျအေးအမှုအသေးစိတ်ကဘလို့များတော့ဒီလိုပါခင်ဗျလူတကာဦးထုံးကကျမငွေလိုနေတဲ့ကိစ္စကြားသွားလို့သူချိပေးမှာတဲ့အစင်ပြေမပြန်ပေးတဲ့တော်သေးတာပေါ့ညနေကြလို့ရှိရင်အိမ်လာပေးမှာတဲ့တော်သေးတာပေါ့ဟဲ့ခုလိုချိန်မျိုးမှာကုညီမဲ့လူရှိလို့နေရဒီမှာရှိနေမှာဆိုတော့အိမ်မှာငွေလက်ခံဖို့ဘူးရှိလဲတော်ရေထဲမှာရှိလားသူသားရှိလားဝါဟဲ့ကောင်မလေးလူကြီးကိုတမီးကစတာပါမေတော့မရှိဘူးငါသိတယ်နေ့အမေက तू မရှိဘူးနေမဲရှိမယ်လို့ပြောတယ်ရော့ဒီမှာပတ်စံနေတေချာရီးပြီးသိမ့်ထားကျေးဇူးတော်ဦးထွန်းငွေကိစ္စစိတ်ညစ်နေရမေကတသိန်း2000တော်ဦးထွန်းနေ့အမေကိုတသိန်းပေးလိုက်2000ကနေ့အတွက်မုံဖို့ဟမ်မုံဖို့အများကြီးပဲမင်းကယူခိုင်းမှာမဟုတ်ဘူးယူပြစီနေဦးထွန်းဒီအမေသိစရာမလိုပါဘူးဦးထွန်းတမီးမနေတတ်တော့ဘူးတွားရမယ်လွတ်ပါဆိုဦးထွန်းလွတ်နော်လွတ်ဘာပေးနေရပေးမယ်ဟုတ်လားသူ့မြေအရွယ်လောက်ကလေးကိုသူကြီးရဲ့ကျမသမီးအရန်ကိုစိတ်ဆင်းရဲနေရပြီသိလားနေပါဦးဗျာကျုပ်တကယ်ရော်ပေးပါမယ်လူသိရှင်ကြားဖြစ်တာမကောင်းပါဘူးကျုပ်တို့ကလူမျိုးချင်းနဲ့တူတယ်ကြောက်ရင်မိသားစုတွေလို့ဘာမိသားစုလဲရှင်တော်တော်ပြောရဲတာနော်ကျမကတော့ရှင်ထောင်ကြမှာကိုကျင်းနေမှာအမှန်တရားအတွက်လှုပ်သိလှုပ်ထိုက်တာကတော့လှုပ်ရမှာပဲဒါတောင်ကျမတို့ကသူ့ထောက်ပံ့မှုတွေကိုညှဉ်းနှာငဲရမယ်ဆိုပဲကျမကတော့ဥပဒေလမ်းကြောင်းအရအရေးကိုယူခြင်းတယ်နေကြပါအောင်ဗျာဒီကောင်မောင်ထွန်းလဲသူ့အမားတို့တီးလို့တောင်းပန်နေရလေချက်ပြီးသားသမီးလဲဆံပြမဖြစ်တော့သူမရှိရင်ဒီရွာနစ်နာမှာသူလဲရော်ကြေးပေးမယ်ပြောနေတာပဲလေဗျာအချင်းချင်းမေတ္တာထားပြီးကြေးအေးလိုက်ပါဟာရဲတိုင်တော့ရော်ကြေးရမှာလည်းမဟုတ်တော့ဘူးသူထောင်ချပြီးနင်ကအချင်းကိုလူပန်းဖြစ်မှာကြေးအေးပေးလိုက်ရင်တစ်ချက်ကနှစ်ချက်မဖြစ်တော့ဘူးပေါ့ဟာတေဝါတဲ့သားချင်းတွေပဲကြာတော့လဲမေးသွားကြမှာပါကိုယ်ရမီရဖရဲ့ဖီးအားကြောင့်ဦးထွန်းကအဲ့ဒီနေရာမှာသိန်း100ပေးလိုက်တာကိုဒေါ်ထွေးကလက်ခံလိုက်တယ်နောက်တစ်လကြာတော့ဦးထွန်းကကြံတဲ့သိန်း100ကိုထပ်မပေးတော့ဘူးရွာထဲကလူတိုင်းကလည်းဒေါ်ထွေးကိုအမှုထပ်မလုပ်ကိုဝိုင်းပြောကြတယ်ဒီမှုကိုလွတ်လပ်ပြီးတော့တရားမျှတတဲ့တရားရုံးမှာစီရင်မယ်ဆိုရင်အသက်မပြည့်သေးတဲ့သူကိုမရိမှုကျူးလွန်တဲ့အတွက်ဥထုမှာအပြစ်ရှိတယ်။ရော်ကြေးပေးပြီးတော့ကြေအေးလို့မရဘူး။ထိုက်တဲ့အပြစ်ဒဏ်ကြခံစေ။